အားလုံးပဲမင်္ဂလာပါအခုဟိုင်မိုးစီကိုမှာထားတဲ့ပစ္စည်းလေးရောက်လာလို့တူတူဖောက်ကြည့်အောင်နော်ကဲဘာလေးဖြစ်မလဲဒါဒါ treasure tree ကနေပြီးတော့နောက်ထပ် project လေးတစ်ခုထပ်ထုတ်လိုက်ပါတယ်ဒါကတော့ဟိုင်မိုးတို့လိုအင်ရှင်မတွေအတွက်အရန်ကိုအသုံးဝင်ပြီးတော့ကြိုက်တွေ့စေမယ်ပစ္စည်းလေးတစ်ခုပါလက်ကတ်တဲ့ကြည့်ပါဦးရှစ်နှစ်အရွယ်ကလေးလေးတွေကိုယ်တိုင်ဆွဲထားတဲ့အာကွာတွေလေဒီပစ္စည်းလေးတွေကအင်ရှင်မတွေအတွက်ရန်ကိုအသုံးဝင်တဲ့ပစ္စည်းပါအင်ရှင်မတွေအတွက်ဆိုရင်ကိုတစ်ခါသုံးပြီးတော့လှုပ်ပလို့ရတဲ့ sponge တွေ tissue တွေအဲ့ဒါတွေသုံးရတာမကြိုက်တော့ဘူးဆိုလို့ရှိရင်တော့ဒီပစ္စည်းလေးကိုသုံးကြည့်ရင်တော့သဘောကျမယ်လို့ထင်ပါတယ်ဒီဟာလေးကတော့အိမ်သုံးအတွက်အမြဲတမ်းလိုအပ်တဲ့ cleaning cloth လေးတွေပါ။ဟိုးခွက်ပကံစပွဲနဲ့ပေးချင်နေတဲ့နေရာတွေကိုအခုလို one wipe ထဲနဲ့တန့်စင်ပေးနိုင်တဲ့အဝတ်ကလေးတွေပေါ့။အင်ရှင်မတယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နေ့တိုင်းဒီလိုဆေးကြောလျှော်ဖို့ပြီးတော့ပြန်သုံးလို့ရတယ်။ washing machine နဲ့ထည့်ပြီးဆက်ထဲလဲထည့်လျှော်လို့ရတယ်။ပြီးတော့6လဲလွယ်တယ်နံလည်းမဆွဲဘူးဒီအဝတ်ကလေးတွေက eco safe ဖြစ်လို့ဟိုင်မောတော့သဘောကျတယ်ခင်နဲ့တစ်တို့ရဲ့ရေးဆွဲထားတဲ့aquaလေးနဲ့ဆိုတော့နေ့စဉ် cleaning လုပ်နေရတာပိုလို့တောင်စိတ်ကြည်သေးတယ်အိမ်သုံးတစ်ခုတည်းတင်မက environmental friendly ဖြစ်တဲ့ပစ္စည်းလေးမလို့အင်ရှင်မတွေအတွက်ဟိုင်မောတော့ recommend ပေးပါတယ်